နာဖို့ဒီကျွန်တော်ဆုံးဖြတ်ပြီးမှကျွန်တော်ကြာလာတဲ့အတွက်ကြောင့်ကျွန်တော်အများကြီးကျွန်တော်စူးစမ်းပြီးကြိုးစားရတာပေါ့နော်ဒီကျွန်တော်မူလအနေထားတစ်ခုကြာရောက်ပြီးလို့ကျွန်တော်ယုံကြည်တယ်အဲ့ဒါကြောင့်ကျွန်တော်ဒီချက်ကောင်းတဲ့အနေထားမှာကျွန်တော်ဆက်ပြီးတော့ကျွန်တော်ဆက်လက်ပြီးတော့ကျွန်တော်ရက်ကြည့်မှာပေါ့โอเคပါပရိသတ်တွေကိုရောဘာများမှတ်ချက်ပြောချင်ပါလဲကျွန်တော်ပရိသတ်တွေကတော့ကျွန်တော်အပေးတဲ့ပရိသတ်တွေကိုကျွန်တော်ပြောတာပြောတယ်ဒီလိုပွဲကြီးတွေမှာဆိုရင်ကျွန်တော်ပွဲတွေပါခဲ့မယ်ဆိုပရိသတ်တွေစိတ်မပြတ်စရာဘူးကျွန်တော်ဒီပေးပါတယ်โอเคပါဒီကြီးရေဒီကောင်ကလေးလိုက်စုချင်း